စိတ်မနဲ့ဆရာဝန်တယောက်ဟာတကယ်ကိုကြောက်မဖွယ်ကောင်းတဲ့လုပ်ရတစ်ခုကိုလုပ်ခဲ့ပါတယ်သူဟာလူ3ယောက်ကိုတဦးနဲ့တဦးပြန်ဆက်ပြီးချုပ်ပစ်လိုက်တာပါသူကတော့ဒါကိုလူသားကောင်ရေပြန်လို့အမိပေးထားပါတယ်ရှေ့ဆုံးကလူကတော့ပုံမှန်တိုင်းစားတောင်းနိုင်ပေမဲ့နောက်ကလူ2ယောက်ကတော့ရှေ့ကလူစားပြီးသားစွန့်ပစ်ပစ္စည်းတွေကိုပဲစားသုံးရမယ့်အခြေအနေပါဒီဆရာဝန်ရဲ့အမိကတော့ဂျက်လို့ခေါ်ပါတယ်သူဟာတစ်ချိန်ကတကယ်ကိုထူးချွန်တဲ့ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ခဲ့မှုပေမဲ့အနားယူပြီးတဲ့နောက်မှာတော့သူ့ရဲ့စိတ်တွေဟာတဖြည်းဖြည်းနဲ့ဖောက်ပြန်လာပြီးထူးဆန်းတဲ့စမ်းသပ်မှုတွေကိုစတင်လှုပ်ဆောင်လာခဲ့တာပါစာပိုင်းမှာတိရစ္ဆာန်တွေကိုတကောင်နဲ့တကောင်ချုပ်ဆက်ပြီးအရှိအသစ်တွေဖန်တီးဖို့စ조사ခဲ့ပေမဲ့သူဟာအားမရနိုင်ဖြစ်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူ့ရဲ့ပြစ်မှတ်ဟာတိရစ္ဆာန်တွေကနေလူသားတွေစီကိုရောက်ရှိလာပါတော့တယ်ညတညမှာတော့အမျိုးသမီး2ယောက်ကားမောင်းလာရင်လူသူပြတ်တဲ့နေရာမှာကားပြီးပေါက်သွားခဲ့ပါတယ်ဖုန်းလိုင်းလည်းမရှိတာကြောင့်သူတို့ဟာအကူအညီတောင်းဖို့နီးစက်ရပြီးလာအင်ဂျီတစ်လုံးစီကိုတွားခဲ့ကြတယ်အပြင်ပန်းမှာတော့ဂျက်ဟာသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပေမဲ့မကြခင်မှာပဲတကားတွေကိုတောက်ခတ်လိုက်ပြီးတောက်ရဲကိုအိတ်ဆေးတွေခတ်လိုက်ပါတော့တယ်အမျိုးသမီး1ယောက်ဟာချက်ချင်းပဲသတိလက်တွားခဲ့ပြီးကျန်တဲ့1ယောက်ကတော့တခုခုမှနေပြီဆိုတာသိလိုက်တာကြောင့်ထွက်ပြေးဖို့စ조사ခဲ့ပါသေးတယ်ဒါပေမဲ့သူမလဲဆေးထိုးခံလိုက်ရပြီးသတိလက်တွားခဲ့ရပြန်ပါတယ်သူတို့ပြန်လို့လာတဲ့အချိန်မှာတော့ခွဲစိတ်ခန်းသုံးစားပွဲပေါ်မှာရောက်နေပြီးသူတို့ဘေးမှာလည်းပြန်ပြေးဆွဲခံထားရတဲ့နောက်ထပ်အမျိုးသား1ယောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဂျက်ဟာသူစိတ်ကူးရင်ထားတဲ့လူသားကောင်ရေပြန်ဖြစ်လာဖို့အတွက်သူတို့3ယောက်လုံးကိုတဦးနဲ့တဦးချုပ်ဆက်တော့မယ်ဆိုတာကိုအေးအေးဆေးဆေးပဲရှင်းပြနေပါတော့